န္တလေးတိုင်းဒေသကြီးရမဲသိမ်းမြို့နယ်အင်းနိုင်အုပ်စုအင်းနိုင်ကျေးရွာနေဦးအေးမောင်ဒေါ်တင်ချစ်တူးကုန်းကျေးရွာနေဦးအောင်ခင်ဒေါ်ရွှေမီဦးထေဝင်းဒေါ်ရင်ရွှေဦးမြထွန်းတို့အားရည်စူးမှုထား၍လူဒါယကဦးမြထွန်းအလူဒါယိကာမဒေါ်ဝင်းစိန်သာသမီများဖြစ်ကြသောမနှင်းရွှေမောင်တူရထက်ဆန်မောင်မြင့်မြတ်ဆန်အလှတော်မင်္ဂလာပွဲကြီးတွင်ထက်ဆင်ရွှေတသိက်စုများရှင်မန္တလေးမြို့သူမဟာရန်ကုန်ရွှေမြို့တော်မှာတရုတ်ဆောင်စီတူရဲရင်ဆက်ထူးတေအောင်သွေးတေတရဖီလင်းတိတ်တန်စင်တို့နဲ့အတူအာဆီယံနိုင်ငံများပြန်အစိုးအကတရုတ်ဆောင်ရန်ရှင်တို့မှာအခမ်းဖြောပြတင်ဆက်သွားပါမယ်ခင်ဗျာနော်ဗရက်စင်တော်မင်္ဂလာများဖြစ်လေအလူဝတ်စုံများနဲ့လှည့်လည်ပါမယ်ခင်ဗျာ